သမင်းချိုင်းတွေဘာထည့်သွားမလဲခေါင်းစားနေတဲ့ចောင်းသမားယုံသမားတွေအတွက်ဒါလွယ်ကူမြတ်ဆန်သွားချက်လို့ရပြီသမင်းရမ်းမြိန်နဲ့ဟင်းကျွဲလေးကိုဝေမျှပေးလိုက်ပါတယ်နော်သမင်းချိုင်းတွေဒါကျမစားနေကြ ready ကြဲ့ကြိုချက်ဘူးလေးဝယ်လိုက်ပါတယ်ကြက်သားဝယ်လဲတိတ်တော်လဲမထူးပါဘူး9000မိုး6000မိုးဆိုလဲဘယ်နှဖက်မှမရတော့လေကျမတော့ဒီဘူးလေးကိုဝယ်ပြီးတော့အသီးနှံလေးနဲ့ရောပြီးမြမလေးရအောင်ကိုစိတ်ကြိုက်ပြန်မြင်ချက်တယ်ပေါ့နော်ဆရာလေးလည်းအစင်းသစ်ဖောက်စားအောင်မယ်ဆိုတော့ဒါလေးပဲလှူပစ်ပါတယ်ကဲအရင်ဦးဆုံးဇီးဖြူသီးလေးပြုတ်ထားပါမယ်ဇီးဖြူသီးလေးဤလာပြီဆိုရင်တော့ငရုတ်သီးလေးထည့်ပြုတ်ပါမယ်နော်နှစ်ခုလုံးဤသွားပြီဆိုရင်တော့ပြန်ဆယ်ပေးထားလိုက်ပါကဲပြီးရင်တော့ဒီခန်းသီးသေးလေးတွေကိုလည်းအလေကနေနှစ်ချမ်းပေးထားလိုက်ပါပြီးရင်တော့ကိုချက်မဲ့ဦးတဲ့ကိုခန်းသီးလေးချက်မဲ့စက်သွန်ဖြူနီကြိတ်ထားတာလေးချက်ပါမယ်စက်သားမို့ရဲ့ငံပြားလေးချက်လိုက်ပါပြီးရင်နနွေးမို့အရောင်နဲ့မို့စီလေးနည်းနည်းထည့်ပြီးတော့တေချာနှက်စအောင်နဲ့ထားပေးလိုက်ပါနော်ရေလေးနည်းနည်းထည့်ပြီးတော့ခန်းသီးလေးဤနေအောင်လို့အဖုံးလေးအုပ်ပြီးတည်ထားပေးလိုက်ပါဒီလိုတည်ထားနေတော့မှနောက်လိုက်တွဲဇီးဖြူသီးတောင်းလေးသွားထောင်းပါမယ်ပြုတ်ထားတဲ့ငုတ်သီးတွေကိုစားလေးထည့်ပြီးညက်နေအောင်ထောင်းလိုက်ပါပြီးရင်တော့ဆွမ်းနာပြုတ်ထားတဲ့ဇီးဖြူသီးလေးထည့်မယ်မိခင်ထားတဲ့ငပိလေးရဲ့ချုံမုံလေးထည့်ပြီးတော့တေချာညက်နေအောင်ထောင်းထားပေးလိုက်ပါနော်ဒါဆိုရင်တော့ထမင်းကိုရမ်းမြိန်နဲ့ဇီးဖြူသီးတောင်ဆက်လေးရပါပြီနော်ကဲဆွမ်းနာကျဲထားတဲ့ခန်းသီးလေးရတဲ့ဤနေပြီဆိုတော့ဝယ်လာတဲ့ကြဲရီကြိုချက်ဘူးလေးဖောက်ထည့်ပေးလိုက်ပါမယ်သူ့ရဲ့အနံ့လေးကတော်တော်လေးမှုေးပါတယ်ပြီးတော့အရေလေးရတဲ့ချိုချိုလေးနဲ့တော်တော်လေးတောက်လို့ကောင်းတယ်ကျမကတော့ဒါမြမြလေးရအောင်လို့ခန်းသီးလေးနဲ့ရောချက်လိုက်တာပေါ့နော်ကဲအခုဆိုရင်တော့အနံမှုမွေးလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ကြဲ့ရီချိုခန်းသီးနှစ်လေးရပါပြီကဲဒီနေ့ထမင်းကြိုက်အတွက်ဘာထည့်ရမလဲခေါင်းစားနေရင်တော့ထမင်းရမ်းမြိန်နဲ့ဒီဟင်းတွဲလေးချက်လိုက်ပါနော်ကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်နောက်နေ့လည်းနောက်ထပ်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်နော်